လူသားမဲ့အင်္ဂါကြိုအခြေဆိုင်ကမ်းမှာပထမဆုံးအပင်ပေါက်ထက်ရှိချင်ယနေ့ရဲ့အထူးခြားဆုံးသတင်းကတော့အင်္ဂါကြိုပေါ်မှာတိစောက်ထားတဲ့လူသားမဲ့စမ်းသပ်စခန်းကနေကမ္ဘာမြေပြင်ကိုပေးပို့လိုက်တဲ့ဓာတ်ပုံတစ်ပုံနဲ့ထင်ပါတယ်ဒီဓာတ်ပုံထဲမှာအင်္ဂါကြိုရဲ့မြေစည်းလွှာကိုအခြေခံပြီးပြုပြင်ထားတဲ့ဖန်လုံအိမ်အတွင်းမှာအာလူးပင်ငယ်လေးတဲ့အောင်မြင်စွာအပင်ပေါက်လာတာကိုမြင်တွေ့ရတာပါဒါဟာအင်္ဂါကြိုပေါ်မှာလူသားတွေအခြေချနေထိုင်နိုင်ဖို့အတွက်အကြီးမားဆုံးခြေလှမ်းတစ်ခုဖြစ်ပါတယ်သိပ္ပံပညာရှင်တွေဟာအင်္ဂါကြိုရဲ့လေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်ကိုအောက်ဆီဂျင်အဖြစ်ပြောင်းလဲပေးတဲ့စနစ်နဲ့မီးစည်းလွှာထန်ရှင်းတဲ့စနစ်တွေကိုပေါင်းစပ်အသုံးပြုခဲ့တာဖြစ်ပြီးအခုလိုအပင်ပေါက်လာတာကြောင့်နောက်အချိန်မှာအင်္ဂါကြိုဟာလူသားတွေအတွက်ဒုတိယအိမ်တော်ဖြစ်လာဖို့အလားအလာပိုမိုခိုင်မာသွားခဲ့ပြီဖြစ်ပါတယ်ကမ္ဘာပထမဆုံးစီးပွားဖြစ်နျူကလ িয়ার ပုံစံစွမ်းအင်စက်ရုံစတင်လဲပတ်ခြင်းစွမ်းအင်လောကမှာတော့ဒီနေ့ဟာသမိုင်းဝင်နေ့တစ်နေ့ပါပဲ။ဥရောပတိုက်မှာတည်ဆောက်ထားတဲ့ကမ္ဘာပထမဆုံးစီးပွားဖြစ်နျူကလ িয়ার ပေါင်းစပ်စွမ်းအင်စက်ရုံဟာယနေ့မှစတင်ပြီးလျှက်စစ်တပ်အားဖြန့်ဖြူးပြီးနေပြီဖြစ်ပါတယ်။ Nuclear fusion ဆိုတာနေမင်းကြီးရဲ့စွမ်းအင်ထုတ်လုပ်ပုံနည်းမဲ့နဲ့တိုက်စံတိထားတာဖြစ်ပြီးအခုစက်ရုံဟာကာဗွန်လုံးဝကင်းစင်တဲ့စွမ်းအင်ကိုအကန့်မရှိထုတ်လုပ်ပေးနိုင်မှာပါ။ဒါဟာရာသီဥတုပြောင်းလဲမှုကိုတိုက်ခိုက်ရမှာအဓိကလက်နက်တစ်ခုဖြစ်လာမှာဖြစ်တယ်လို့လာမယ့်ဆယ်စုအတွေ့ကမ္ဘာတော်မှာလျှက်စစ်ခါဈေးနှုန်းတွေတိတိသားသားကျဆင်းသွားတော့မယ့်နမိတ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ကင်ဆာရောဂါအမျိုးအစားအများစုကိုကုသနိုင်ပြီး Universal mRNA vaccine စမ်းသပ်မှုအောင်မြင်ခြင်းကျန်းမာရေးလောကမှာတော့ဒီနေ့ဟာသမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ဂျနီဗာမြို့မှာပြုလုပ်တဲ့ကမ္ဘာကျန်းမာရေးညီလာခံမှာသိပ္ပံပညာရှင်တွေဟာကင်ဆာရောဂါအမျိုးအစားအများစုကိုကြိုတင်ကာကွယ်ပြီးကုသနိုင်မယ့် Universal mRNA vaccine Phase 3 စမ်းသပ်မှုမှာ95%အထိအောင်မြင်မှုရရှိခဲ့ကြောင်းအတည်ပြုလိုက်ပါတယ်။ဒီကာကွယ်ဆေးဟာလူနာတဦးချင်းစီတဲ့ကိုယ်ခံအားစနစ်ကိုကင်ဆာဆဲလ်ရဲ့ထူးခြားတဲ့ပရိုတင်းတွေကိုမှတ်မိစေပြီးတိုက်ဖြတ်နိုင်အောင်လေ့ကျင့်ပေးလာဖြစ်ပါတယ်။အထူးသဖြင့်အဆုတ်ကင်ဆာ၊ရင်သားကင်ဆာလိုကုသရခက်ခဲတဲ့ရောဂါတွေမှာထူးခြားတဲ့တိုးတက်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။2026ခုနှစ်ရဲ့ဒီဆေးပညာတိုးတက်မှုဟာကင်ဆာရောဂါကြောင့်သေဆုံးရခြင်းဆိုတဲ့စာမျက်နှာကိုကမ္ဘာသမိုင်းကနေဖျောက်ပစ်နိုင်ဖို့နှိစက်လာစေပြီလို့ဆိုနိုင်ပါတယ်